တောအုပ်ကြားမှာရှိတဲ့တောရွာလေးတွေမှာစီးရဲပေမဲ့ထင်းခုတ်ပြီးအသက်မွေးဝမ်းကြောင်းလောက်နေတဲ့လင်မယားနဲ့တွဲနေထိုင်ကြတယ်လင်မယားတတွဲကတော့စိတ်ရိုးသားဖြောင့်မတ်ပြီးတဏိတာကိုယူယူရှင်းရှင်းဖြတ်တန်းကြသူတွေပါနေ့စဉ်မနက်တိုင်းသူတို့အန်းတောထဲကိုထင်းခုတ်ဖို့ထွက်လာကြတယ်ဒါပေမဲ့လင်မယားတတွဲကတော့ကိုယ့်ဘဝကိုမကြိုးစားပဲသူတစ်ပါးကောင်းစားနေတာကိုမနာလိုတဲ့စိတ်နေသဘောထားရှိနေကြတယ်တဏိမှာတော့ရိုးသားကြိုးစားတဲ့အဖိုးလင်မယားဟာရေကန်အပြာရောင်လေးဘေးမှာထင်းခုတ်မိရင်အဖိုးရဲ့ပစိန်ဟာရေကန်ထဲသို့လွတ်ကျသွားပါရောအဖိုးတို့လင်မယားလေသူတို့အသက်မွေးဝမ်းကြောင်းလုပ်ဖို့အသုံးပြုနေရတဲ့ပစိန်လေးရေကန်ထဲကျသွားတော့တယောက်ကိုတယောက်ဖတ်ပြီးဝမ်းနဲ့စွာရေကန်လေးဘေးမှာငိုနေကြတာကိုနတ်သမီးလေးမြင်သွားတာပေါ့နတ်သမီးလေးဟာရေကန်လေးလေးကနေကိုရန်ကိုဝါတွေလင်းလက်စွာနဲ့အဖိုးအိုတို့မျက်စိရှိမှပေါ်ထွက်လာတာပေါ့နတ်သမီးလေးကအဖိုးအိုနဲ့အဖွားအိုကိုကျင်နာတဲ့အပြုံးလေးနဲ့အဖိုးနဲ့အဖွားဘာကြောင့်ကျမရဲ့ရေကန်လေးဘေးမှာဝမ်းနဲ့စွာငိုကြွေးနေရတာပါလဲဘယ်လိုအကြောင်းမျိုးဖြစ်လို့ပါလဲကျမကူညီပေးပါမယ်လို့နှွေးထွေးချိုသားတဲ့စကားလေးနဲ့မေးလိုက်တယ်နတ်သမီးလေးကအဖိုးတို့အသက်မွေးဝမ်းကြောင်းလုပ်ဖို့အသုံးပြုနေရတဲ့ပစိန်လေးရေခမ်းလေးထဲမှာပြုတ်ချသွားလို့ပါနတ်သမီးလေးအဖိုးတို့လင်မယားမှာဒီပစိန်လေးကိုပဲအားကိုးပြီးအသက်မွေးဝမ်းကြောင်းလုပ်နေရလို့ဝမ်းနဲ့ပူဆွေးစွာငိုကြွေးနေရတာပါဒါဆိုမပူပါနဲ့ကျမပြန်ယူပေးပါမယ်ဆိုပြီးနတ်သမီးလေးဟာရွှေပစိန်ငွေပစိန်လေးတွေထုတ်ပြပြီးဒီပစိန်လေးတွေကအဖိုးတို့ပစိန်လေးတွေလားဆိုပြီးချိုးသားတဲ့အပြုံးလေးနဲ့မေးလိုက်တာပေါ့အဖိုးကိုလည်းယူသားစွာနဲ့မဟုတ်ပါဘူးလို့ဖြေလိုက်တော့နတ်သမီးလေးကသူတို့ရဲ့ပေါ်စိန်လေးကိုထုတ်ပြလိုက်တယ်ဆိုရင်ပဲအဖိုးကိုနဲ့အဖွားကိုဟာလည်းပျော်ရွှင်ဝမ်းမြောက်စွာဟုတ်မှန်ကြောင်းဖြေလိုက်တာပေါ့နတ်သမီးလေးလည်းယူသားတဲ့အဖိုးကိုနဲ့အဖွားအိုကိုကြည့်ပြီးသူတို့ရဲ့ယူသားဖြူစင်တဲ့စိတ်ထားလေးကိုသဘောကျသွားတာပေါ့အဖိုးအိုနဲ့အဖွားအိုတို့ရဲ့ရိုးသားတဲ့စိတ်ထားလေးကိုဂုဏ်ပြုတဲ့အနေနဲ့သူတို့ရဲ့တက်သားပေါ်စိန်လေးနဲ့အတူရွှေပေါ်စိန်ငွေပေါ်စိန်လေးကိုပါစုလအနေနဲ့ချီးမြှင့်ပေးရလိုက်တော့တာပေါ့အဖိုးအိုနဲ့အဖွားအိုဟာလည်းပျော်ရွှင်စွာလက်ခံရယူပြီးအိမ်တို့ပျော်ရွှင်စွာပြန်သွားကြတာပေါ့